သာရောသားတယောက်ကဟုတ်တယ်ဆရာကြီးရဲ့ကျွန်တော်တို့ကကိုချင်းချင်းလည်းအဲ့လိုပြောပြီးတော့ရည်နေတာပဲခမရရည်နေတော့ကျမ်းမာတယ်တဲ့ဆေးရုံဆေးကန်းမသွားရဘူးတဲ့လာရောသားတွေသိတယ်ဗျရေချင်းဒီစိတ်ဖိစီးမှုကိုရောပါတယ်ကျမ်းမာရေးကိုထောက်ကူဖြစ်တယ်လို့နားလေတယ်ကျွန်တော်တို့စီကိုဆရာဝန်တွေပါရောက်လာမပျော်ဘူးခမရဘယ်ပျော်မလဲကျွန်တော်တို့ကကိုချင်းချင်းပြောပြီးတော့ရည်နေတာသူ့စီဘယ်သူမှမသွားကြဘူးဆရာဝန်တယောက်တော့ရောက်လာတယ်ခင်ဗျသူရောက်လာပြီး3ရက်လောက်နေတော့လူနာတယောက်ဆေးသွားထိုးရသေသွားတယ်ခင်ဗျလေဒါမတော်တဆဖြစ်တတ်ပါရဲ့ပြဿနာမရှိပါဘူးနောက်9ရက်လောက်နေတော့နောက်တယောက်သွားထိုးပြန်နေဆရာကြီးရဲ့သေတာပဲခင်ဗျလေကာယမတော်ရင်2ယောက်လောက်ကလည်းစက်တိုက်ဖြစ်ကောင်းဖြစ်နိုင်တာပဲကျွန်တော်တို့ပြဿနာမလုပ်ပါဘူးတဲ့ဆေးထိုးရမှတော့ကြောက်သွားတယ်ခင်ဗျတလလောက်ရှိတော့တယောက်ကမလွဲတာမဆောင်တာသွားထိုးရပြန်နေသေတာပါပဲလေဒါကြတော့လည်းနည်းနည်းများသွားပြီဒါနဲ့ကျွန်တော်တို့အထက်ကိုတိုင်စာပို့လိုက်တယ်တဲ့ဘယ်လိုတိုင်လို့ဆိုတော့ဒီဆရာဝန်ကိုမြန်မြန်ပြောင်းရင်လည်းပြောင်းပေးပါတဲ့ပြောင်းမပေးနိုင်ရင်လည်းသင်္ချိုင်းလုံးကိုချဲ့ပေးပါဟုတ်တာပဲလေအဲ့လောက်သေးရင်လည်းချဲ့ဖို့လို့သူတို့မေးကြည့်အဲ့ဆရာဝန်ပြောင်းသွားလားဗျာဆိုပြောင်းသွားတယ်ပေါ့ဆရာကြီးဟာသင်္ချိုင်းလုံးချဲ့ရတာခက်တယ်လေတဲ့